ကဲဒီနေ့ရှင်းလင်းတင်ပြချက်လေးကနေအားလုံးကိုကြိုးဆိုပါတယ်ဒီအစီအစဉ်လေးမှာကျွန်တော်တို့တွေကျေးဇူးရရှင်မဟာစီရှီယာတော်ဖျားကြီးရဲ့မူလလမ်းညွှန်ချက်ဖြစ်တဲ့လက်တွေ့ဥပဒနာရှုမှတ်နည်းတွေကိုအတူတူလေ့လာသွားကြမှာပါတရားထိုင်မှုစိတ်ကူးနေတဲ့သူတွေစတင်လေ့ကျင့်မဲ့သူတွေအတွက်တကယ်ကိုနားလေရလွယ်ကူပြီးတဆင့်ချင်းစီလက်တွေ့လိုက်ပါခြင်းထုံးနိုင်မဲ့အလွန်ကောင်းမွန်တဲ့လမ်းညွှန်ချက်တစ်ခုဖြစ်ပါတယ်ကဲစလိုက်ကြအောင်တရားထိုင်မယ်ဆိုတာနဲ့လူတော်များများကစိတ်ထဲမှာဘာမှမရှိအောင်အတင်းဖြောက်ဖြက်ပြရမယ်လို့ထင်တတ်ကြရမဟုတ်လားဒီလိုဖိအားပေးစရာလုံးဝမလိုပါဘူးလို့အရင်ဆုံးအားပေးခြင်းပါတယ်တကယ်တော့တရားထိုင်နေဆိုတာချက်ချင်းကြီးပြည့်ပြည့်စုံတဲ့ညင်သက်ခြင်းကိုရယူလာမျိုးမဟုတ်ပါဘူးကိုယ့်ရဲ့လက်ရှိဖြစ်တည်နေတဲ့ယုံနဲ့နန်းတဘာဝတွေကိုရိုးရှင်းစွာပဲအရှိကိုအရှိတိုင်းလက်ခံဆောင်ကြည့်တဲ့နီလန်းတစ်ခုသာဖြစ်ပါတယ်ဒီလိုစိတ်ကိုထထုံတတလေးမိထားလိုက်ပါဒီနေ့လင်းလာမယ့်အစီအစဉ်လေးကတော့ရှင်းပါတယ်ဝိပဿနာအခြေခံနဲ့စမယ်ပြီးရင် one by ဖောင်းပိန်ရှုမှတ်ခြင်းအတွင်းနဲ့နာကျင်မှုကိုဘယ်လိုကိုင်တွယ်မလဲစင်ကြံရှောက်ခြင်းနေစဉ်ဘဝမှာတတိကခြင်းပြီးတော့နောက်ဆုံးတရားထူးရရှိခြင်းဆိုတဲ့အဆင့်တွေအတိုင်းအဆင့်လိုက်သွားကြမှာပါပထမဆုံးပိုင်းတဲ့အနည်းငယ်ဝိပဿနာရှုမှတ်ခြင်းရဲ့အခြေခံကိုစကြည့်ကြအောင်ဝိပဿနာဆိုတာအရှိတရားကိုမှန်ကန်စွာသိမြင်ဖို့ပါပဲဒီနေရာမှာအဓိကတော့ချက်ကတော့စိတ်ဖြတ်မသားခြင်းလို့ခေါ်တယ် mental noting ပါပဲတကယ်ကိုယူရှင်းပါတယ်တခုခုကိုမြင်ရင်မြင်တယ်စိတ်ထဲကအတွေးဝင်လာရင်တွေးတယ်လို့တက်ရိုက်စောင့်ကြည့်ပြီးမှတ်သားရမှာပါဘာလို့ဒီလိုမှတ်ရတာလဲဆိုတော့ဒီလိုမှတ်သားလိုက်ခြင်းအဖြစ်အဲ့ဒီအရာတွေကိုငါပါလားငါအကောင့်ထဲပါလားလို့ထင်မှတ်မှနေတဲ့အစွဲအလန်းတွေကနေကင်းဝေးပါစေလို့ပါပဲအခုအပိုင်းနဲ့ one by form ပင်ရှုမှတ်ခြင်းကိုဆက်တော့ကြမယ်ဒါကစတင်လေ့ကျင့်သူတွေအတွက်အရေးကြီးဆုံးအပိုင်းမှာစတာဗင်ကျန်တဲ့သူတွေကအလွယ်ကူဆုံးအာရုံစူးစိုက်စရာနေရာကတော့ကိုယ့်ရဲ့ထွက်သက်ဝင်သက်နဲ့ one by ရဲ့လှုပ်ရှားမှုပါပဲအဆင့်ကြီးကအရင်ယူရှင်သွားတယ်လေကိုပုံမှန်အတိုင်းရှူသွင်းလိုက်တဲ့အခါ one by ကလေးဖုံးလာရင်စိတ်ထဲကနေဖောင်းနေလို့အတမ်းမထွက်ပဲမှတ်ပါလေကိုပြန်ထုတ်လိုက်လို့ one by ကလေးပိန်သွားရင်ပိန်နေလို့မှတ်ပါဒီနေရာမှာတတိထားမှာကအသက်ရှူနှုန်းကိုသမီးသက်နေတာမြန်နာမျိုးမလုပ်ပဲတဘာဝအတိုင်းလေးပဲထားရှိဖို့ပါပဲဒီနေရာမှာဆီရိုကြီးဥမာပေးချက်လေးကတကယ်ကိုထိမိပါလေတကယ်တော့ရှုမှတ်တဲ့နေရာမှာအသုံးနှုန်းစကားလုံးတွေကအဓိကမဟုတ်ပါဘူးတကယ်ကြီးချီတာကဝမ်ဘိုက်ရဲ့လှူရှားနေပေတဘောတရားဆိုလိုတာကဝါရော့တက်ကိုလက်တွေ့ရှင်းနေတပြေးညီတည်ရှိနေဖို့ပေါ့ပဲဝမ်ဘိုက်လှူရှားမှုနဲ့စိတ်ရမသားတည်ရှိမှုဟာပြစ်လိုက်တဲ့ခြေတလုံးနဲ့ပြင်မကိုကွက်တိထီမှန်တော်လိုမျိုးထပ်ထဲကျနေရပါမယ်ရှေ့ရောက်နောက်ကြောက်မဖြစ်เสียဘူးပေါ့အပိုင်းသုံးကိုရောက်လာပါပြီအသွေးနဲ့နာကျင်မှုကိုကြိုက်သွဲခြင်းအပိုင်းမှာတရားစထိုင်ပြီဆိုတာနဲ့စိတ်လွင့်တာခန္ဓာကိုယ်နာကျင်လာတာတွေကလူတိုင်းကြုံရမယ့်ပုံမှန်ကိစ္စတွေပါလေ့ကျင့်မထားတဲ့တာမန်လူတစ်ယောက်ကတော့စိတ်လွင့်သွားတာနဲ့ဟာငါတရားထိုင်လို့မရပါလားဆိုပြီးစိတ်ပြက်မင်းရရလာရင်ချစ်ချင်းတွားကောက်လိုက်မယ်ဒါပေမဲ့ယောဂီတယောက်ရဲ့တုံးမြတ်မုံကကွာခြားသွားပါပြီစိတ်လွင့်သွားရင်လွင့်နေရားလိုက်ရင်ရတယ်လို့အရင်ဆုံးစိတ်ကနေမှတ်လိုက်ပါတယ်ဒီလိုအနောက်ရှက်တီဟာချားရှုံမှုတွေမဟုတ်ပါဘူးတကယ်တော့ကိုယ့်အတွက်လေ့ကျင့်စရာအခွင့်အရေးတွေပါပြီးရင်တော့မူလအယုံဖြစ်တဲ့ one by form ပင်စီကိုအေးဆေးပဲပြန်သွားလိုက်ရုံပါပဲတရားထိုင်တဲ့အခါဒီကချင်းဒီနိဗ္ဗာန်သို့ပို့ဆောင်၏ဆိုတဲ့စကားကအញ្ញံကိုမှန်ကန်ပါတယ်ချိန်နဲ့ကြာလာတာနဲ့အမျှတောင်တင်တာပူလောင်တာနာကျင်တာစားတဲ့ဒုက္ခဝေဒနာတွေပေါ်လာတတ်ပါတယ်ဒီလိုပေါ်လာတိုင်းချက်ချင်းပြင်ထိုင်လိုက်တာမျိုးမလုပ်ပါနဲ့စိတ်ရှိထားပြီးစက်မှတ်ပေးပါဒီလိုတီးခံပြီးစောင့်ကြည့်မှတ်သားခြင်းကဝိပဿနာဉာဏ်အတွက်မရှိမဖြစ်လို့တဲ့တမာတိကိုတိဆောက်ပေးတာမို့အင်မတန်အရေးကြီးပါတယ်အခုအပိုင်းလေးစင်ကြံရှောက်ရှုမှတ်ခြင်းအပိုင်းကိုရောက်လာပါပြီတရားထိုင်တာကိုလမ်းလျှောက်ရင်းဘယ်လိုကြည့်မလဲကြည့်ရအောင်ထိုင်မဲ့နေရနေတဲ့ခြေတော့ပေါ်ရွှေပြောင်းပြီးစင်ကြံရှောက်တဲ့အခါအယံကိုဖြည်းဖြည်းချင်းရှောက်ရပါတယ်ခြေလန်းတလန်းလေးကိုပဲတင်းငယ်တဲ့လှရှားမှုလေးတွေအဖြစ်ခွဲချမ်းစိတ်ဖရာပြီးမရပါမယ်ခြေတော့ကိုကြွတယ်ရှေ့ကိုလှမ်းတယ်အောက်ကိုလေးပင်ချတယ်ဆိုပြီးမရမှာပါ
ဒီလိုမျိုးအသေးစိတ်ခွဲခြားမှတ်တာကစိတ်ကိုပစ္စုပန်တေးတဲ့မှာရှိတဲ့ရုပ်တဘာဝတွေပေါ်အပြည့်အဝကတ်တည်နေစေဖို့အများကြီးအထောက်အကူဖြစ်စေပါတယ် အပိုင်း၅ပါနေ့စဉ်ဘဝမှာတတိကတ်ချင်းအကြောင်းကိုဆွေးနွေးကြပါမယ် ဒီဟာစခိုင်းကနေကိုယ့်ရဲ့ပြင်ပါကဘာထဲကိုပြန်ရောက်လာတဲ့အခါကိုယ့်ရဲ့နေစဉ်လှုပ်ရှားမှုတိုင်းဟာရှုမှတ်ဖို့အခွင့်အရေးတွေချီးပါပဲအပျော်နေတဲ့အချိန်လေးကလွယ်ရင်ကြံတဲ့အချိန်တိုင်းမှာတတိကိုအမြဲစက်တိုက်ကတ်ထားဖို့လိုပါတယ်မျက်နှာတက်တာရေချိုးတာအဝတ်လဲတာအစာစားမိဝါနေတာကအစနောက်ဆုံးတကားဖွင့်တာပိတ်တာအဆုံးအရာအလုံးကိုတတိကပ်ပြီးမှတ်ရပါမယ်တနေ့တာလုံးလပ်သမျှအရာအလုံးဟာတတိကပ်ဖို့အကောင်းဆုံးအချိန်ကြီးပါပဲဒီနေရာမှာတကယ်စိတ်ဝင်စားစရာကောင်းတဲ့လမ်းညွှန်ချက်တစ်ခုရှိပါတယ်နေ့စဉ်ဘဝမှာတတိကပ်ဖို့ထက်လောက်ရှာမှုတွေကိုခွန်အားနည်းတဲ့လူမမာတယောက်လိုဒါမှမဟုတ်ခါနာနေလို့တယောက်လိုဖြည်းဖြည်းချင်းလောက်ရမယ်ဆိုတာပါပဲဘာလို့များဒီလောက်တောင်နေခွေးဆိုတာလောက်ရှာခိုင်းရတာလဲလို့တွေးမိနိုင်ပါတယ်အကြောင်းရင်းကတော့တမာရီရဲ့အဆက်မပြတ်မှုကိုထိမ့်သိမ်းထားနိုင်ဖို့အတွက်ပါယူတီရထားလိုက်တာမျိုးအမြန်လှုပ်ရှားလိုက်တာမျိုးတွေကစူးစိုက်မှုကိုချက်ချင်းပြပြသွားစီလိုပဲဖြစ်ပါတယ်နောက်ဆုံးအပိုင်း6ကိုရောက်ပါပြီတရားထူးရရှိခြင်းဆိုတဲ့အန်တီမပန်းနိုင်ကြောင်းမှတသားနှစ်ချောင်းကိုမီးပွင့်လာတဲ့အထိအစက်မဖြစ်ပုတ်တိုက်လိုမျိုးကျွန်တော်တို့ကလည်းရှုမှတ်ခြင်းကိုမနာတဲ့လှုပ်ဆောင်တဲ့အခါအန်တီမပန်းနိုင်ကိုတေချာပေါက်ရရှိနိုင်ပါတယ်ဒီနေရာမှာအရင်ကိုအားရစရာကောင်းတဲ့သမိုင်းဝင်အဖြစ်ပြက်လေးတစ်ခုရှိပါတယ်အရှင်အာနန္ဒမထေရမြတ်ဟာပထမသင်္ကာယနာမှာပထင်မီညမှာတရားထိုင်စင်ကြံလျှောက်ကျိုးစားနေရင်ကနေမိုးလင်းကနီးအိယာဘောက်ကိုလှဲလို့မသတိနဲ့လဲချလိုက်တဲ့အဲ့ဒီခဏလေးအတွင်းမှာပဲယဟန္တာအဖြစ်ကိုရောက်ရှိတော်မူခဲ့ပါတယ်။ဒါကဘာကိုပြနေလဲဆိုရင်ထူးမြတ်တဲ့ဉာဏ်စင်နေရာအချင်းမရွေးဘယ်လှရှားမှုမှမဆိုပေါ်ပေါက်လာနိုင်တယ်ဆိုတာပါပဲ။ဒီလိုအစမပြတ်ရှုမှတ်နေခြင်းအပြင်ရုပ်နဲ့နာမ်တရားတွေရဲ့အလင်းအမြန်ဖြစ်ပေါ်ပြီးပျောက်ကွယ်သွားတဲ့သဘောကိုရှင်းရှင်းလင်းလင်းတွေ့မြင်လာပါလိမ့်မယ်။ဒါဟာအရာခတ်သိမ်းဟာမမြဲဘူးဆိုတဲ့အနိစ္စသဘောတနည်းအားဖြင့်အနိစ္စအနုပဒနာဉာဏ်ကိုကိုယ်တိုင်နဲ့သိမြင်လာတာပါ။အဲ့ဒီကနေသစင့်စင်းရဲချင်းဆိုတဲ့ဒုက္ခကိုယ်ပိုင်အစိုးရချင်းမရှိတဲ့အနတ္တသဘောတရားတွေကိုပါဆက်လက်သိမြင်လာပြီးနိဗ္ဗာန်စီသို့ဥတည်သွားစေမှာဖြစ်ပါတယ်။ကဲအခုဆိုရင်ဝိပဿနာရှုမှတ်ခြင်းနဲ့ခြေခံသဘောတရားတွေနဲ့အစင်စစ်လိုက်ပါကျင့်သုံးရမယ့်နည်းလမ်းတွေကိုအပြည့်အစုံသိရှိသွားပြီဖြစ်ပါတယ်။အရာအားလုံးဟာလေးလာယုံနဲ့မပြီးပဲလက်တွေ့လှုပ်ဆောင်မှုပဲကြံပါတော့တယ်။ဒါကြောင့်ဒီရှင်းလင်းသင်ပြချက်ကိုအဆုံးသတ်လိုက်တဲ့အနေနဲ့သင်ကိုမိကုံတစ်ခုလေးပေးရှိပါတယ်။အခုပဲသင်နှုတ်ထက်ထပ်သက်ဝင်းသက်ကိုစတင်မှတ်သားဖို့အဆင်သင့်ဖြစ်ပြီလား